ပြီးတော့လည်းခုနပြောလို့ပဲဒီ Malaysia Leaders and Thinkers ဆိုတဲ့ Peace Initiative မှာတပြီးတော့ပုံလာပြီးပြီးအောင်မှာဖြစ်တယ်တန်ကြတော့ဒီမလာမှာပုံမှာဖြစ်တယ်ပုံလာရှိပြီ online မှာတော့ဒီ in person မှာတော့ပြီးတော့ journalist တွေပါတယ်နိုင်ငံရေးတတ်သိပညာရှင်တွေပါတယ်ဥပဒေပညာရှင်တွေပါတယ်အထူးသဖြင့်ဒီမလေးရှားမှာလက်ရှိနိုင်ငံရေးအပြင်ချင်းဒီအားလုံးကိုချုပ်ပြီးတော့ဒီ initiative ဖွဲ့ပြီးတော့ငင်းချမ်းရေးတစ်ခုကိုငင်းချမ်းရေးဖြစ်စဉ်တစ်ခုကိုပေါ်ဆောင်ပြီးတော့တို့တန်နေတဲ့ဘက်ကနေပေါဝင်ကြမယ်ဆိုတဲ့အနေနဲ့ဒီ CCU ကိုကြီးမှုကြီးပါတာဖြစ်တယ်ဦးစီးနေတယ်တတိတော်ကပြန်ဘုန်းကြီးတစ်ပါးအနေနဲ့တတိတော်ကြိုးစားပြီးတော့စာရင်းပြုစုမယ်ဒီစံဘက်ကလည်းဒီမှာတစ်ပါးကိုဝါရချင်းကပြီးတော့တတိတော်လည်းဒီအစ္စလာမစ်ရဲ့အနေမှာမွတ်စလင်ကိုလည်းချက်မှာငင်းကြရေးကိုဘယ်လောက်ထိဦးစားပေးတဲ့အကြောင်းပြောနေလဲဆိုတော့ကိုလက်ရှိမှာဦးစီးကဘုရားရဲ့ကိုစားနေတဲ့တတိတော်တောင်းဆိုချင်တာကတော့ဒီငင်းကြရေးဖြစ်စဉ်တစ်ခုမှာဘုရားဘာသာဘုန်းကြီးတစ်ပါးဘုရားဘာသာဝင်တဲ့အနေနဲ့ဘောရမမြတ်စွာဘုရားကဘောရမောပြည့်စုံချက်ဒီမှာဘောရမောဘုရားရဲ့ဖြစ်ချင်းဒီမှာငြိမ်းချမ်းရေးကိုဘလောက်ဖြစ်ဦးစားပြီးအသားပေးပြီးတော့လူသားအားလုံးတော်အားလုံးအတွက်ဘလောက်အကျိုးပြုတဲ့အကြောင်းကိုဦးစီးနေနဲ့ဒါပြီးတော့မိမတွေ့ဦးစီးပြီးတော့တောင်းဆိုချင်တာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ဒီလိုဗုဒ္ဓဘာသာမှာတော့အခြေခံကျင့်ဝတ်၅ခုဒီလိုက်တဲ့တင်ပြပါနံပါတ်1သူ့အတွက်မတရားဘူးနံပါတ်2ဒီမှာဒီစီကိုရဘူးနံပါတ်3လူဝကမရဘူးဒီမှာရဘူးနံပါတ်4မနေညာရဘူးနံပါတ်5ဒီရက်ဒီကံတော့မစားရဘူးဆိုပြီးအခြေခံကျင့်ဝတ်ဘုရားဘာသာဖြစ်ရင်အဲ့ဒါအခြေခံကျင့်ဝတ်မဖြစ်မနေကျင့်ရမယ်ပေါ့အဲ့ဒီထဲမှာဦးဇင်းတို့၅ပါးထဲမှာနံပါတ်1သူ့အသက်ကိုမသက်ရဘူးရှားတတ်တယ်ပေါ့နော်တိရစ္ဆာန်တွေတခြားလူတွေတခြားတတ်တော်ပါတွေအဲ့ဒီပုဂ္ဂိုလ်တွေကိုမသက်ရဘူးဆိုတော့အဲ့ဒီလိုမသက်နိုင်ဘူးဆိုရင်ဦးဇင်းတို့ငြင်းချင်းပေါ်ရပါလိမ့်မယ်အဲ့ဒီလိုဒီကကိုတရားနဲ့တရားတက်ပြည့်ကြတာဒီလိုဘုရားဘာသာကိုရအောင်ဓမ္မပဒမှာမြတ်စွာဘုရားကပြောတယ်ဉာဏ်ငြိမ်းဖို့ဆိုရင်ဒီပုဂ္ဂိုလ်ကငါ့ကိုဆဲဘူးတယ်ဒီပုဂ္ဂိုလ်ကငါ့ကိုနိုင်ဘူးတယ်ဒီပုဂ္ဂိုလ်ကငါ့ကိုညှင်းဆဲဘူးတယ်အဲ့ဒီလိုစိတ်ထားရင်ဉာဏ်ကမငြိမ်းချမ်းဘူးဉာဏ်ငြိမ်းချမ်းဖို့အတွက်ဆိုရင်ဒီပုဂ္ဂိုလ်ကငါ့ကိုဆဲဘူးတယ်ငါ့ကိုညှင်းဆဲဘူးတယ်ငါ့ကိုနိုင်ဘူးတယ်ဆိုတဲ့စိတ်မထားပဲနဲ့အဲ့ဒီလိုမထားမှအဲ့ဒီလိုဉာဏ်မျိုးမဖွဲ့မှထားတယ်ဆိုတာရန်ညှိုးဖွဲ့တာပဲလေဒီပုဂ္ဂိုလ်ကငါ့ကိုတက်တာပဲဒီပုဂ္ဂိုလ်ကငါ့ကိုနိုင်ချင်တာပဲသိလို့စိတ်ထဲမှာရန်ညှိုးဖွဲ့နေတယ်ဆိုရင်ငြိမ်းချမ်းမှုကမရနိုင်ဘူးဦးဇင်းတို့တွေကဘာကြီးမငြိမ်းချမ်းတာကအဲ့ဒီလိုပေါ့အာဃာရစိတ်တွေပေါ့ဒီပုဂ္ဂိုလ်ကငါ့ကိုဘယ်တော့မှမလုပ်ခဲ့တယ်အဲ့လိုပေါ့အဲ့လိုအာဃာရစိတ်တွေထားရင်ဘယ်တော့မှငြိမ်းချမ်းမှာလည်းမဟုတ်ဘူးဒီတော်ကြီးမှာပဲဖြစ်ဖြစ်ဦးဇင်းတို့နော်ဒီငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများမှာပဲဖြစ်ဖြစ်ဒီနိုင်ငံနဲ့ဒီနိုင်ငံမှာပဲဖြစ်အဲ့ဒီလိုစိတ်နော်အာဃာရစိတ်မထားရင်ဒါငြိမ်းချမ်းပါအာဃာရစိတ်ထားရင်မငြိမ်းချမ်းနောက်တော့ဦးဇင်းတို့မြတ်စွာဘုရားကဘာပြောတယ်လဲဆိုရင်လူသားတိုင်းပေါ့လူသားတိုင်းအားလုံးမှာတယောက်နဲ့တယောက်ဆွေမျိုးမတော်တဲ့ပုဂ္ဂိုလ်ညီကိုမဖြစ်တဲ့ပုဂ္ဂိုလ်အဖမဖြစ်တဲ့ပုဂ္ဂိုလ်သာသမီမဖြစ်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးပေါ့အားလုံးကဆွေမျိုးတွေအဲ့လိုစိတ်မွေးရင်လေဦးဇင်းတို့ငြိမ်းချမ်းတယ်အခုဦးဇင်းတို့ကအခုမသိလို့ပေါ့တယောက်နဲ့တယောက်မသိလို့ဒါဘယ်ဘာသာတွေဖြူတွေအမဲတွေခွဲခြားနေအဲ့ဒီလိုမခွဲခြားပဲနဲ့လူသားပဲဒီပုဂ္ဂိုလ်ကတန်တရာမှာငါရဲ့ဆွေမျိုးတော်ခဲ့တာပဲအဲ့ဒီလိုစိတ်လေးမွေးလိုက်ရင်ငြိမ်းချမ်းပါတယ်လေအဲ့ဒီလိုပဲငြိမ်းချမ်းတာဆွေမျိုးတော်ဆက်ဆွေမျိုးတော်တယ်ဆိုတဲ့သဘောလေးဦးဇင်းတို့ကတွေးလိုက်ရင်ငြိမ်းချမ်းတယ်ခွင့်လို့ရတယ်ခွင့်လို့ပေးလို့ရတယ်ပြီးတော့နောက်တစ်ခုကဦးဇင်းတို့ကမာနတွေပေါ့တရားဥပဒေဆိုတဲ့စိတ်မရှိကြဘူးအဲ့ဒီလိုငါတရားဥပဒေငါတို့ကိုရအောင်မယ်ငါတို့တရားဥပဒေဆိုတဲ့စိတ်ထားတယ်ဆိုရင်ဒါငြိမ်းချမ်းနိုင်တယ်ခွင့်လွတ်နိုင်တယ်ပေါ့လေအဲ့ဒီလိုတရားဥပဒေဆိုတော့မေ့နေပြီးတော့လူတွေကမခွင့်လွတ်ကြဘူးမခွင့်လွတ်တာမငြိမ်းချမ်းဘူးအဲ့လိုပေါ့အားကြောင့်မငြိမ်းချမ်းတာလဲဆိုရင်ခုနကပြောမခွင့်လွတ်လို့အဲ့ဒီလိုမငြိမ်းချမ်းဘူးခွင့်လွတ်ရမယ်အဲ့ဒီသဘောတော့ပါလေနော်အဲ့ဒါဆိုရင်တော့ငြိမ်းချမ်းဖို့အတွက်ကတော့အဲ့လာပါလေဦးဇင်းတို့
ဘုရားဘာသာရမှာတော့အခြေခံ၅ခုအဲ့ဒါလိုက်တာရင်တော့လူတိုင်းငြိမ်းချမ်းကြမယ်ပေါ့လေဒီခုကတော့ပြန်ပြောရရင်တော့ခုနကပြောသလိုအာကာရမထားဘူးပြီးတော့ငါတို့ဆွေမျိုးတော်စက္ကဲတွေဆိုတဲ့သဘောမျိုးเนาะအဲ့ဒီလိုမျိုးတွေးနေဆိုရင်တော့ငြိမ်းချမ်းပါလေပေါ့လေနော်အဲ့တော့ပြောချင်ပါတယ်နော်အေးဘာပြောမပြော ကျေးဇူးများတောင်းချပြည့်ဒီရောတို့ဒီ initiative မလေးရှားမှာကြီးမှုချင်းပါ initiative ဖွဲ့ဒီမှာတပည့်တော်တို့ခုနတပည့်တော်ပြောလို့ရဲမင်းကြီးတွေ secretary တွေပါတယ် journalist တွေပါတယ်ဆရာဝန်ဆရာမတွေပါတယ်တတိပညာရှင်တွေပါတယ်တိဟုတ်ပညာရှင်တွေပါတယ်ဒီဒီ NGO တီတီကပါတယ်ဆိုဒီလူတွေကိုမွတ်စလင်ဗုဒ္ဓဘာသာကိုစဗုဒ္ဓဘာသာကျောင်းတိုင်းတစ်ပါးအနေနဲ့ငင်းချိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာစကားလေးပါလေးမှာရှိတာရှိတယ်ပါလေးပါဆုံးတာလေးတစ်ချက်လောက်သူစီတော့ခုနကပြောလို့တရားနဲ့တရားဆွေမျိုးတော်တယ်ဆိုတဲ့စိတ်မွေးလိုက်ရင်တော့ရံမဖြစ်တော့ဘူးဟုတ်တယ်တရားနဲ့တရားရံမဖြစ်ဘူးလို့ရံဖြစ်တယ်ဆိုတဲ့စိတ်ကတော့အဲ့ဒီအကောင်းမတွေးတဲ့စိတ်အကောင်းမနေတဲ့စိတ်ဟောတခါကြီးနဲ့အခုဦးသေးတယ်ခုတော့ဆွေမျိုးကမတော်ဘူးအတိတ်ကတော်ခဲ့တယ်ဟုတ်အဲ့ဒီလိုလေးတွေးလိုက်ရင်ငြိမ်းချမ်းသွားတယ်လေခွင့်လွှတ်နိုင်တယ်လေအဲ့လိုအပြစ်ဆိုတာကရှာရင်တွေ့ပါလေဒီလိုနေနေလေအဲ့ဒါကိုကိုကနားလည်ခွင့်လုပ်ပေးရတယ်ခုနကသူ့နေရာကိုသာဆိုတဲ့စိတ်ခုနကိုချင်းစာနာစိတ်လေးထားရင်သူကငြိမ်းချမ်းတာပဲလေငြိမ်းချမ်းတာအပြစ်ကရှာနေတွေ့တာလေတွေ့အောင်ရှာရင်တွေ့တာဘလောက်ပဲကောင်းကောင်းအပြစ်ချလိုက်အပြစ်ဖြစ်တာဘာပဲဖြစ်ဖြစ်ခုနအရာတစ်ခုကဒီလူနှစ်ယောက်ရှိတယ်နော်ဒီနှစ်ယောက်မှာတယောက်ကမကောင်းမြင်တဲ့စိတ်ကသူကတော့မကောင်းမြင်နေတယ်ဒီဘက်ကအကောင်းမြင်တဲ့စိတ်ကတော့ဒါနေနေအကောင်းမြင်တယ်အဲ့ဒီပေါ့စိတ်ပေါ်မှာမူတည်သွားတော့ကိုတွေးတဲ့ပုံမှာမူတည်သွားတော့အရာတစ်ခုကကောင်းခြင်းမကောင်းခြင်းဆိုတာကိုယ့်ပုံမှာပဲမူတည်သွားတယ်ဘလောက်ပဲကောင်းနေကောင်းနေမကောင်းမြင်တဲ့ပုံတွေကတော့မကောင်းဖြစ်သွားတယ်ဟုတ်ဘလောက်ပဲမကောင်းကောင်းမြင်တဲ့ပုံတွေကကောင်းသွားတာအကောင်းပြီးတော့အဲ့လိုပေါ့နှလုံးသွင်းမှန်တာပြောမှာနော်အဲ့ဒီလိုလေးပေါ့ဆိုလိုတွေငြိမ်းချမ်းပါလေလားဆိုရင်လေလူများတယ်ဟုတ်တယ်ဒီလိုပြောပါလေနော်ဟုတ်ကဲ့